ချင်းနဲ့တော့ကတော့အဲ့လိုကိုကြီးရှိသွားတယ် ဘာနဲ့တိုးလာတော့ အရာတီလာနေတဲ့အချိန်နဲ့တော့ ဟိုရာသီလာတဲ့အချိန်နဲ့လိုတိုင်းရောအခုဘိုက်ကြည့်ပါပြီအဲ့လိုလားအမလေးပြလက်ကုန်မယ်အခုညီမဘယ်လိုဖြစ်စီချင်တာလုံးရှင်မနေ့ကဘယ်လိုအခုညီတောင်းနေတာလဲပြောပါဦးဟမ်ညီမဘိုက်ကြီးမညီမမနေ့ကလာပြောတဲ့ဆိုတော့ကမနေ့ဘာလုပ်ပြရမှာလုံးရှင်ဟမ်ပြောပါဦး သူ့အဲ့လိုမျိုးသူ့ line ပေါ်သူ့ပုံတင်ပြီးလို့ရှိရင်သူညီမစီပြန်လာမယ်လို့ ဘယ်နေလီတစ်ချောင်းနဲ့နေ line ပေါ်အတင်ခိုင်းဟိုငါ့ကိုတင်ခိုင်းမယ်ပေါ့နင်တို့လိုတဲ့အချိန်ကမသိရဘူးငါ့ကိုတရားဆွဲမှာပေါ့သူများပုံ line ပေါ်ဗယံမလားတင်လို့မရဘူးလေချစ်စောဟာဘယ်နေပါလေလီတစ်ချောင်းအဲ့လီတစ်ချောင်းပြန်လို့ခြင်းဖို့အရေးကိုငါနင်ရဲ့လေပုံငါ line ပေါ်တင်ရမယ်အေး line ပေါ်တင်မှ तू အဆက်ကွဲမှနင်ကို तू ပြန်ပေါင်းတယ်အဲ့လိုပုံစံပေါ့ဟဲဘယ်လက်ကုန်မယ်မနေ့ကကလေးဘယ်နှစ်ယောက်စီးတယ်တိလား န်တူ အေးမနက်ကလေးလေးယောက်စီးတယ်မနက်ကလေးလေးယောက်တယောက်တည်းပဲမနက်လုတ်ကျွေးတယ်ရှင်မနက်လုတ်ကျွေးနိုင်တယ်ညီမအခုကလေး9လစီးပြီးဆိုတော့ညီမအလုပ်လုပ်သေးလားရှင် အလုံးလုံးတယ် အေးအလုပ်လုပ်နေတာပဲညီမရအောင်မွေးပြီးတော့ရအောင်ကျွေးရမယ်ညီမဘာလို့ကိုလွဲချော်မိုးစီလို့ကိုကလေးစီးတယ်ဆိုရင်ထားလိုက်တော့နော်ကိုလုတ်ကျွေးမနိုင်ဘူးလားကလေးတယောက်နဲ့မနက်တော့ကလေး4ယောက်လုတ်ကျွေးနိုင်တာပဲငါညီမလေးမနက်ပြောတာဟုတ်မဟုတ်ရှင်ဟမ်ဒီလီတစ်ချောင်းကိုပြန်ရဖို့အရေးနေငါ့ကိုလူမိုက်ငါပြီးတော့နေငါ့ကို line ပေါ်တင်ခိုင်းမယ်နေလေဟဲ့ညီမလေးရက်ဆက်လိုက်တာဟေးရှင်တို့လိုတဲ့အချိန်ကကျွန်မမသိရပါဘူးရှင်ဟမ်ဒီလေအစင်မပြေဘူးဆိုလို့ရှင်ဒီကလေးကိုမွေးပြီးမှကိုဟာနဲ့ကိုလလပပနေပြီးမှကိုနဲ့အစင်ပြေမဲ့သားကောင်းဒီပါလင်သားကောင်းငါညီမရေပြန်ရှာဖို့ကွယ်မနေ့ပြောချင်တာဟုတ်တော့ဖြစ်ပြီးဆိုတော့လေဟုတ်တယ်လားဖြစ်ပြီးတဲ့ဟာကျတော့ကိုဘာမှလုပ်လို့မရတော့လေငါညီမမနေ့ပြောတာဟုတ်မဟုတ်ရှင်ဟုတ်တယ် အေး မအခုကဒီဘက်မှာအလောက်ကတက်ခုပြောင်းလာငါးစားပဲရှိသေးတယ် ညီမ9လဆိုတော့ကလေးဘိုက်ရတော်ကြီးနေပြီလားရှင်ဟမ်တားတော့မမြင်ရဘူး အေးတားလည်းမမြင်ရဘူး အခုဒီဘက်နေတယ်မှာချမ်းမတွေနဲ့နေရမို့လို့ အေးမနေ့တော့အဲ့ထွက်ပေါက်ပဲမနေ့ပြောလို့ရမယ်ရှင်နော်ရအောင်မွေးရဘယ်လိုပဲဖြစ်ညီမရဲ့ကလေးတစ်ယောက်ကလေးတစ်ယောက်နှစ်ယောက်နဲ့ကိုကျွေးနိုင်တာပဲဟုတ်တယ်လားကိုမားနဲ့အပြည့်ကိုတင်ငန်းစားယူရှင်တလားဘယ်ယောက်ျားမဆိုညီမလေးရဲ့ယောက်ျားလေးတစ်ယောက်မှာ69ရာခိုင်နှုန်းကနော်လိုးပြီးပြစ်ထားတဲ့ယောက်ျားလေးကတော်တော်များများရှိတယ်နော်အဲ့1ရာခိုင်နှုန်းကတော့အဲ့ဂျာနဲ့မနေ့တော့လင်ပါရင်ပါမှာပေါ့ကွယ်ဟုတ်တယ်လားအဲ့လိုမနေ့လည်းအိမ်အောင်ဆက်တဲ့လူသားပဲလीနော်အစင်မပြေလို့လမ်းခွဲကြတာပဲရှိတယ်ဒါမှကိုယောက်ျားမကောင်းကြောင်းကိုလည်း line ပေါ်မှာလည်းတခါမှလည်းမပြောဟုတ်တယ်လား तू ကောင်းတဲ့နေရာရှိတယ် तू မကောင်းတဲ့နေရာရှိတယ်လေဟုတ်တယ်လားအခုမနေ့ပြောတဲ့ညီမလေးလက်ခံနိုင်လားရှင်ဟုတ် အေးလက်မခံနိုင်လို့မရဘူးလေ तू ကရှိတော့မှမပေါင်းကျင်တော့ပဲအခုကလေးကိုပြတ်ချခိုင်းနေပေါ့ ပြချခိုင်းတာအရင်တည်းကပြချခိုင်းတာ ညီမရက်ဆက်လိုက်တာအေးဖေးအရင်ကပြတ်ချခိုင်းနေညီမအပေါ်တကယ်မေတ္တာစေတနာမရှိပဲနဲ့မေတ္တာစေမေတ္တာမှန်အချစ်မှန်နဲ့ညီမကိုချစ်တာမှမဟုတ်တာညီမကိုလိုးပြီးရင် तू ကပြစ်ထားမှလေညီမတယောက်တည်းကို तू လောက်တာမဟုတ်လေ तू လောက်တဲ့လူလည်းအများကြီးဟောညီမတိတလောက်ဘယ်နှယောက်ရှိပြီတော့ညီမတဲ့အရင်အဲ့ဒီတရားဝင်ယူထားတာ2ယောက်တယ် တရားဝင်ယူထားတဲ့2ယောက်ရှင်းအောင်တရားဝင်မယူဆိုတော့ရှင်းဘယ်လဲမရင်ငယ်ပေါ့ရှင်ကမားလေးကသူနဲ့တဲ့မတရားဝင်ယူထားမှာပေါ့ လက်ကုန်မယ်တရားဝင်မရမဟုတ်ပဲနေခံလိုက်တာကိုနေခံတော့နေအမားပေါ့နေတော်တော်လေးစောက်စီရားတယ်နော်နေလဲ